ပြည်တွင်းစစ်မှလေရင်အသုံးမပြုရဘူးလို့ UN ကုလသမဂ္ဂအဖွဲ့တွေအေးမယူကြဘူးလားတဲ့တိတ်ကောင်းတဲ့မိခွန်းကြနိုင်ငံတကာကဘာလို့အေးမယူတာလဲဆိုရင်တက်ချုပ်ကြီးမားလိုင်ရဲ့အနောက်မှာတရုတ်သမ္မတရှီကျွမ်းပြန်ရှိတယ်ရုရှားသမ္မတပူတင်ရှိတယ်မြောက်ကိုရီးယားခေါင်းဆောင်ကန်ဂျုံအင်ရှိမယ်ဘီလာရုစ်သမ္မတပါတန့်စီနေတော့သူတို့ရဲ့မျက်စောင်းခဏထိုးလိုက်တာနဲ့ UN ကုလသမဂ္ဂအကောင်တွေခေါင်းမော်မကြီးတော့ဘူးတကယ်တော့တက်ချုပ်ကြီးမားလိုင်ကအစိတ်ကြီးတာမဟုတ်ဘူးရေမွေအစင်းလောက်ပဲရှိတာသူကငါတလောက်ပေါင်းတွေကျွေးထားတော့အစိတ်ကနေနေလောက်တက်လာတယ်လေအဲ့အတွက် UN ကုလသမဂ္ဂအကောင်တွေခေါင်းမော်မကြီးတော့ဒီဘက်လေးတော့တယ်အဲ့မှာ ALB ဩဂရစုမြရစားလဲနဲ့တော့တွေ့တယ်အဲ့မှာတညာတော့အိုက်လိုက်တာမျက်လုံးတွေကမှုံဝေါ်ပြီးတော့အားတွေကုန်ခဲပြီးတော့လေရှားလာရဲ့အဲ့မျက်လုံးတွေကကဲတော့မဲ့အချိန်ကိုရောက်တော့မယ်ကျွန်တော်တို့ငယ်ငယ်တုန်းကသူငယ်တဲ့ပထမထဲမှာစာသင်မှုတယ်လေနေတွဲရဖဲ့ပြီးအရှိအရဲ့ဖြစ်ပြီးဆိုသူကနေရောင်ခြည်ကိုဓာတ်ရိုက်ကြည့်လို့မရဘူးလေအဲ့အတွက်သူကဘာကိုကြည့်လဲဆိုတော့အနောက်ဘက်ကိုပဲကြည့်တယ်အနောက်ဘက်မှာဘာကြည့်လဲဆိုကလားတွေပဲကြည့်တယ်UN ကလည်းအဲ့ကောင်တွေပဲမြင်တာလေကျဲတာမှမမြင်တာကျဲတဲ့နေရာတွေကိုကြည့်လို့မရဘူးနေအောင်ကြည့်ဓာတ်ရိုက်ကြည့်လို့မရတော့